ုတ်သက်သေခံချက်ကိုသက်သေခံဥပဒေပုံမှန်59မှာပြဋ္ဌာန်းထားတယ်ပေါ့နော်အကြောင်းရှင်းရတွေကိုတဲ့ကျွန်တော်နှုတ်သက်သေခံတင်ပြနိုင်တယ်ပေါ့နော်အဲ့အကြောင်းရှင်းရဆိုတဲ့နေရာမှာကျွန်တော်စာတမ်းအမှတ်အသားမှာပါတဲ့အကြောင်းရှင်းရကနေလွဲပြီးတော့ပေါ့နော်ပြောချင်တာစာတမ်းမှာရေးထားတဲ့အကြောင်းရှင်းရတွေကနေလွဲပြီးတော့အားလုံးသောအကြောင်းရှင်းရတွေကိုနှုတ်သက်သေခံချက်ပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးနှုတ်သက်သေခံချက်ပေးတယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီစွန့်အားတဲ့သူတို့เนาะစကားမပြောနိုင်တဲ့သူတွေကို level ပေါ့နော်နှုတ်သက်သေခံအဖြစ်ပေးလို့ရတယ်ဆိုပြီးတော့မှသက်သေခံဥပဒေပုံမှာ119မှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်ပြောချင်တာစွန့်အားတဲ့သူဆိုစကားမပြောနိုင်တဲ့သူတယောက်ကသူရဲ့ဒီကိုဟန်လက်ဟန်အမှုရာနဲ့ပေါ့နော်သက်သေပြလို့ရတယ်ဒါမို့စာနဲ့ရေးပြီးတော့သက်သေပြလို့ရတယ်ဆိုပြီးတော့မှစောစောကသက်သေခံဥပဒေပုံမှာ119မှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်သက်သေခံချက်ကိုပေါ့နော်ကျွန်တော်တို့ကသက်သေခံဥပဒေပုံမှာ60မှာပေါ့နော်ဘယ်လိုမျိုးနှုတ်သက်သေခံတဲ့သူတယောက်ကဘယ်လိုပုံစံမျိုးသက်သေခံရမလဲဆိုတာကိုပြဋ္ဌာန်းထားတာဖြစ်ပါတယ်သက်သေခံဥပဒေပုံမှာ60မှာပြောပြဋ္ဌာန်းထားလဲဆိုတော့နှုတ်သက်သေခံချက်ထွက်ဆိုမဲ့သူကပေါ့နော်ဓာတ်ရိုက်ဖြစ်ရမယ်ပြောချင်တာကပေါ့နော်ကိုယ်တိုင်မြင်နေဆိုရင်မြင်တဲ့သူကအစစ်ခံရမယ်ကြားတယ်ဆိုလဲကြားတဲ့သူကအစစ်ခံရမယ်နော်အဲ့လိုပဲဒီတနည်းနည်းနဲ့အာယုံခံစားလို့ရတယ်ဆိုလဲအဲ့တနည်းနည်းနဲ့အာယုံခံစားတဲ့သူကိုယ်တိုင်ကအစစ်ခံရမှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာထားပါတော့ဥမာကိုနိုင်မင်းကိုလူတယောက်ကထိုးမယ်လို့ပြောတယ်ပေါ့နော်အဲ့ထိုးမယ်ဆိုတာဟာကိုကိုယ်တိုင်ကြားတဲ့သူတယောက်ကယုံရှိလာပြီးတော့အစစ်ခံရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအစစ်မခံဘဲနဲ့ဒီစောစောပြောတဲ့တဆင့်သက်သေခံချက်ပေါ့နော်တဆင့်သက်သေခံချက်ဆိုတာကိုနိုင်မင်းကိုတော့ပေါ့နော်ဥပသူကထိုးမယ်ဆိုတဲ့စကားကိုကျွန်တော်တခြားဘသူစီကနေပေါ့နော်ကြားလိုက်ပါတယ်ဆိုတာမျိုးကကြတော့ဒီနှုတ်သက်သေခံချက်အရာပေါ့နော်တဆင့်ကြားသက်သေခံချက်ဖြစ်သွားတဲ့ပုံမှာသက်သေခံလို့မရဘူးပေါ့နော်ပြောချင်တာကဒီသက်သေခံအဥပဒေပုံမှာ60မှာကပေါ့နော်နှုတ်သက်သေခံချက်ကိုဓာတ်ရိုက်ပဲဖြစ်ရမှာပေါ့နော်ဓာတ်ရိုက်မြင်တဲ့သူဓာတ်ရိုက်ကြားတဲ့သူเนาะဓာတ်ရိုက်အာယုံခံစားလို့ရတဲ့သူဓာတ်ရိုက်เนาะထင်မြင်ချက်တွေပေါ့နော်ကိုယ့်ရဲ့ထင်မြင်ချက်ဆိုလေဒီဓာတ်ရိုက်ထင်မြင်ချက်ပေးတဲ့သူကိုယ်တိုင်ကအစစ်ခံမှသာသက်သေခံဥပဒေပုံမှာ60အရာသက်သေခံလို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီသက်သေခံဥပဒေပုံမှာ60ကာကြီးမှာနောက်ထပ်ပြဋ္ဌာန်းထားလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေရုံးမြင့်တင်ကြတွေကနေဓာတ်ရိုက်ပေါ့နော်သက်သေခံလို့တင်ပြလို့ရတယ်ဆိုပြီးတော့မှပေါ့နော်နောက်ဆက်တွဲအနေနဲ့ဖြည့်ဆွတ်ထားပါတယ်ပေါ့ပြောချင်တာကဒီကျွန်တော်တို့ဥမာရေးကြီးတဲ့သက်သေတွေပေါ့နော်ဒီမြန်မာနိုင်ငံမှာမရှိတော့ဥမာထိုင်းတို့ဘာတို့ပေါ့နော်နိုင်ငံခြားရောက်နေတယ်ဆိုရင်ကျွန်တော်ကဒီဗီဒီယိုကောတွေနဲ့ပေါ့နော်ဓာတ်ရိုက်သက်သေခံတာကိုသက်သေခံဥပဒေပုံမှာ60ကာကြီးမှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီသက်သေပြရဲဆိုတဲ့နေရာမှာပေါ့နော်သက်သေခံဥပဒေပုံမှာ136အရာပေါ့နော်ဒီစာတမ်းအမှတ်သားလေးနဲ့ပတ်သက်ပြီးတော့သက်သေခံမယ်ဆိုရင်ဒီပုံမှာ136အရာတရားသူကြီးကပေါ့နော်လက်ခံတယ်ဆိုမှသက်သေခံတင်သွင်းလို့ရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ကဒီအကြောင်းရှင်းရတဲ့ပတ်သက်ပြီးနှုတ်သက်သေခံချက်တွေကိုပြတဲ့အချိန်မှာကျတော့သက်သေခံဥပဒေပုံမှာ9အရာပေါ့နော်ဒီအကြောင်းရှင်းရတွေကအငင်းထွက်တဲ့အကြောင်းရှင်းရတွေလားနော်ဆက်ဆိုင်တဲ့အကြောင်းရှင်းရတွေလားဆိုတဲ့ပုံမှာဟိုစီစဉ်ရတာဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ဒီသက်သေခံဥပဒေပုံမှာ136မှာပဲပြဋ္ဌာန်းထားတာဖြစ်ပါတယ်